န်ဖီမှာကစားမဲ့အင်္ဂလန်ဒါဘီမှာတာဝန်ယူမဲ့ဒိုင်လူကြီးကမိုက်ကယ်အိုလီဗာအိုင်ဘတ်ခွန်ရှိကိုနဲ့ဖိုင်သုံးလုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံယုံကြည်စိတ်ချဆုံးရွှေထုံးစီနီယာအေဂျင့်ရဲ့ Viber Telegram နံပါတ်3998894031ကိုခုပဲဆက်သွယ်လိုက်ပါမိုက်ကယ်အိုလီဗာလို့ပြောလိုက်ရင်ရင်ထဲတဲ့ကနေအလိုလိုနေနဲ့ထိတ်လန့်နေခဲ့တဲ့ပရိသတ်တွေကတော့မန်ချက်စတာယူနိုက်တက်ပရိသတ်တွေပဲဖြစ်နေပါလိမ့်မယ်မန်ချက်စတာယူနိုက်တက်နဲ့မိုက်ကယ်အိုလီဗာတို့ဟာဟိုရင်ပွဲစဉ်မှာကတည်းကညင်းပွားဝယ်ရာဆုံးဖြတ်ချက်တွေကိုချားမိုက်ကယ်သူတယောက်ဖြစ်ငကိုတဲကအန်ဖီမှာဒူးတုံသွားနဲ့လာပြီးတော့ကစားမယ်မန်ယူတင်းအတွက်တော့လီဗာပူးဘက်ကအရန်လူစင်းနဲ့ပွဲထွက်လာတော့မှရှုံးပေးသွားဖို့ရှိနေခဲ့တာဖြစ်ပါတယ်တခိတကမန်ယူတင်းအတွက်ညနေသားပေးခဲ့မှုတဲ့ဒိုင်လူကြီးတယောက်လည်းရှိခဲ့ဘူးပါတယ်သူကတော့ဟောင်းဝက်ပဲဖြစ်ပြီးတော့ခေါင်းပေါ်မှာစပိန်နေမပေါက်တော့တဲ့အထိမန်ယူတင်းမျက်နှာသာပေးခဲ့တဲ့ဒိုင်ဆိုပြီးတော့နာမည်ကြီးခဲ့သေးတာပါဒါချို့တွေဆိုရင်မန်ယူတင်းကပရီးမီးယားလိချန်ပီယံဆုတွေရယူထားနိုင်ခဲ့ခြင်းဟာဒိုင်လူကြီးဟောင်းဝက်ရဲ့မျက်နှာသာပေးမှုတွေကြောင့်ဆိုပြီးတော့ပြောခဲ့သလိုဆိုပါဒိုင်လူကြီးကမန်ယူတင်းရဲ့ပွဲစဉ်တွေကိုတောင်းဝင်ရပြီဆိုရင်လည်းမန်ယူဘက်ကိုမျက်နှာလိုက်လိရှိသလိုမန်ယူပွဲမဟုတ်ပဲတခြားပွဲကိုတောင်းဝင်ရတဲ့ခါမှာလည်းမန်ယူတင်းနဲ့စူပလာပြိုင်ဘက်လိုဖြစ်နေတဲ့အသင်းတွေကိုအမှတ်ရော့အောင်လုံးလေးလုံးထားရှိတဲ့ဒိုင်ဆိုပြီးတော့သတင်းတွေလည်းထွက်ပေါ်ခဲ့ဘူးသလိုအားလုံးကလည်းဝေဖန်ခဲ့ကြဘူးပါတယ်ဒါကြောင့်လည်းဟောင်းဝက်ကမန်ယူဒိုင်ဆိုပြီးတော့နာမည်ကြီးပြီးတော့ဂုံသတင်းတွေကြော်ကြားခဲ့တဲ့ကွင်းလယ်တိုင်းဖြစ်ခဲ့ပြီးတော့သူလည်းကွင်းလယ်တိုင်းဖြစ်ကနေနိုင်သွားပြီးတဲ့နောက်မှာမန်ယူတင်းလည်းပရီးမီးယားလိမှာချန်ပီယံမဖြစ်တော့ဘူးဆိုပြီးပြောဆိုတဲ့နေရာလည်းထွက်ပေါ်ထားခဲ့သေးတာပါမန်ယူဖန်တွေကတော့ဆိုပါဝေဖန်ပြောဆိုမှုတွေကိုညှင်းဆိုထားခဲ့ကြပြီးဟောင်းဝက်ရှိစဉ်ကစူပလာအောင်မြင်မှုတွေရခဲ့တဲ့မန်ယူဟာဟောင်းဝက်မရှိတော့မှစူပလာအောင်မြင်မှုတွေနဲ့ဝေးကွာသွားခဲ့တာတိုက်ဆိုင်မှုတက်လားဆိုပြီးတော့မေးရမလို့ဖြစ်နေခဲ့ပါတယ်ဒါတွေကတော့ကာကန်ရှင်တွေကိုယ်တိုင်သာသိမဲ့ကိစ္စတွေလို့ဆိုရမှာဖြစ်ပြီးတစ်ချိန်ကမန်ယူမျက်နှာသာပေးခဲ့တဲ့ဟောင်းဝက်ရှိခဲ့ဘူးသလိုခုကမှတော့မန်ယူတစ်ဖက်သားနှိပ်ကိုချင်တဲ့ဒိုင်တယောက်လည်းရှိနေခဲ့တာဖြစ်ပါတယ်ချစ်တဲ့သူရှိသလိုမုန်းတဲ့သူတွေလည်းရှိတဲ့လောကကြီးထဲမှာမန်ယူတင်းနဲ့မိုက်ကယ်အိုလီဗာမြေတာရှင်ကြီးတယောက်လိုပေါ်တော်မူလာခဲ့တာဖြစ်ပြီးမန်ယူတင်းရဲ့ပွဲစဉ်ကိုတောင်းဝင်လို့ရှိလို့မန်ယူတင်းဘက်ကိုဝါရီနီတွေဘလူပြန်လို့စွမ်းဆောင်ပြထားခဲ့တဲ့သူလည်းဖြစ်ပါတယ်ခုလာမဲ့တစ်ပတ်စူပါဆန်ဒေးမှာရှင်ပြိုင်စားကြမယ်လီဗာပူးတင်းနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့အင်္ဂလန်ဒါဘီမှာလည်းကွင်းလယ်တိုင်းဖြစ်တဲ့မိုက်ကယ်အိုလီဗာတောင်းဝင်သွားမှာဖြစ်ပြီးတော့မန်ယူတင်းတော့ကြောက်ပါတယ်ဆိုမှကြောက်ပြီလားဆိုပြီးတော့ထပ်မံချင်းချောက်ချင်းခံလိုက်ရသလိုဖြစ်သွားစေခဲ့တာပါမိုက်ကယ်အိုလီဗာမန်ယူတင်းနဲ့ပတ်သက်ဆုံးဖြတ်ချက်အမှားတွေမလိုအပ်ဘဲနဲ့အဝါကအသုံးပြုတာမျိုးတွေရှိသလိုနည်းနည်းလေးပြန်ပြောလိုက်တာနဲ့သူ့အိတ်ကတ်ထဲကအဝါသားမဟုတ်အနီတကတ်ကိုထုတ်ပြီးတော့ပြသလေးရှိတာကိုလည်းမြင်တွေ့ထားရတာဖြစ်ပါတယ်နောက်ပြီးတော့လီဗာပူးနဲ့တွေ့တဲ့အခါတိုင်းမိုက်ကယ်အိုလီဗာဖြစ်နေခဲ့တာကလည်းတုံတိုက်ဆိုင်မှုလားဆိုပြီးတော့မေးရမလို့ဖြစ်နေပါတယ်နောက်ပြီးတော့လီဗာပူးရဲ့အန်ဖီမှာကစားခဲ့တဲ့ပွဲစဉ်မှာမှတာဝန်လေးရှိတာကိုမြင်တွေ့ထားရတာဖြစ်ပြီးဒီကစားမဲ့လီဗာပူးနဲ့အန်ဖီကွင်းတက်ကပွဲစဉ်မှာမိုက်ကယ်အိုလီဗာဟာတာဝန်ယူသွားအောင်မှာပဲဖြစ်ပါတယ်ခုချိန်ပါဝင်ဆိုလို့ရှိရင်လီဗာပူးနဲ့မန်ယူတင်းနဲ့အန်ဖီမှာကစားတဲ့ပရီးမီးယားလိပွဲစဉ်မှာမိုက်ကယ်အိုလီဗာ300တီဇက်တိုင်ကွင်းလယ်တိုင်းဖြစ်တာဝန်ယူသွားခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတုန်းကအန်ဖီမှာအိုလီဗာရဲ့စွမ်းဆောင်ရည်ကစိတ်ပြက်စရာကောင်းခဲ့ပြီးတော့အဲ့ဒီပွဲမတိုင်ရင်တော့ပိုလိုတော်မှာစိုးဝါးခဲ့ပါသေးတယ်မန်ချက်စတာယူနိုက်တက်အသင်းတို့ကငကိုတွေကခတ်ခဲတဲ့အန်ဖီကွင်းတိုက်ပွဲကပိုလိုတော်မှာခတ်ခဲအောင်လုံးမဲ့သူနဲ့ဆိုတော့မျောလင်းစရာတိတ်ပြီးတော့မရှိတော့ဘူးလို့ပဲဆိုရမှာပါမိုက်ကယ်အိုလီဗာကတော့မန်ယူတင်းစားပိုင်းနဲ့တွေ့တဲ့ခါတိုင်းအဝါကတ်ပြဖို့လက်မနေလေးရှိပြီးတော့ပွဲ90ဝန်းကျင်မှာမန်ယူစားမတွေအဝါကတ်100ကတ်နဲ့အနီးကတ်9ကတ်ထက်မနည်းပြသခဲ့တဲ့သူလည်းပဲဖြစ်ပါတယ်